Hello မင်္ဂလာပါ Smart Watch မိထားတဲ့သေးလေးတွေအခုပြန်ရောက်ထားပါပြီအခုမင်းက NST ကနေအာမခံတစ်နှစ်ပါတယ် Smart Watch လေးတွေကိုလာပြီးပြပေးတာပေါ့နော်ဒီ Smart Watch လေးတွေကလေလူကြီးတွေလူငယ်တွေမကလူတိုင်းလိုမှာတုံးထားတဲ့ပစ္စည်းလေးပါဘာလို့လဲဆိုသူ့ထဲမှာအမတို့သွေးခုံနှုံးတိုင်းတဲ့ဟာတွေเนาะနောက်ပြီးအားကစား sport mode တွေကိုခြေလမ်းဘယ်နှလန်းလန်းတာမျိုးအဲ့လိုတွေအားလုံးအတွက်ကိုလည်းမှတ်ထားပေးတာမျိုးတွေရှိပါတယ်ဆိုတော့ဒါလေးကလေဖုန်းနဲ့ချိတ်ပြီးတော့သုံးရတဲ့ပစ္စည်းလေးစင်ကတ်ထည့်ရတဲ့ပစ္စည်းလေးမဟုတ်ဘူးပေါ့နော်တော်တော်များများအရန်ကြိုက်ပြီးတော့လေမစ်စီမှာလည်းအရန်ရောင်းရတဲ့ပစ္စည်းလေးပါကိုယ့်ရဲ့ daily ပေါ့နော်မှတ်တမ်းလေးတွေကိုလမ်းဘလောက်ရှောက်တာကိုယ့်ရဲ့ Kero store လေးတွေအကုန်လုံးကိုဒီကနေပြီးတော့အကုန်လုံးပြပေးတယ်အမတို့ရဲ့သုံးလို့အရန်ကောင်းတယ်ဒီတချင်းတွေပါတွေဖုန်းလာတာတွေအားလုံး message တွေပါတွေအားလုံးလည်းဒီကနေဖတ်လို့ရတယ်လို့ကိုဖုန်းကင်ကျင်တာမျိုးဖုန်းချကျင်တာမျိုးအကုန်လုံး function တွေအများကြီးပါတယ်NST ကနေထုတ်ထားတာဖြစ်ပြီးတော့ဈေးနှုန်းလေးက6000နဲ့8000ပါ။ तू ကလေတက်လိုက်တဲ့ခါမှာလေအမတို့ပပလေးပဲနော်မျက်နှာပြင်ကနလက်မရှိပါတယ်။အာမခံတစ်နှစ်ပါရတော့အမတို့ဘာမှပူစရာမလိုပါဘူး။ကိုယ့်ရဲ့ user force မဟုတ်ဘဲနဲ့ set error အကြောင်းဆိုရင်တော့ကုမ္ပဏီကအာမခံတစ်နှစ်ပေးထားပါတယ်ရှင်။သူ့ရဲ့လက်ပတ်ကြိုးကလေးကလည်းလေမိန်းကလေးယောက်ျားလေးကြိုက်တာမရွေလူကြီးလူငယ်မရွေသုံးလို့ရတဲ့ဒီဇိုင်းမျိုးလေးဖြစ်တယ်။နောက်ပြီးတော့ तू ကတက်လိုက်လေကက်ကလေးနဲ့ပေါ့ပေါ့ပလေးအရန်ဖောင်းဖောင်းပြီးကြီးနေတာမဟုတ်မျက်နှာပြင်လည်းလုံးဝကွက်တီပဲ။ဆိုတော့ margin နဲ့တဲလေးတွေကမလို့ရပါတယ်ကိုယ်တိုင်လောက်ဝယ်ခြင်းနဲ့ဆိုရင်လည်းအမတ်တေဦးလူမောင်လန်အောက်ကြည့်မျက်နှာလမ်းမကြီးမှာမင်းတို့ဆိုင်လေးဖွင့်ထားပါတယ်ဆိုင်မှာလည်းကိုယ်တိုင်စမ်းသက်ပြီးတော့လာဝယ်လို့ရတယ်လို့နေရမှာတဲ့အသေးလေးတွေဆိုလဲနေရနေပို့ပေးပါတယ်ရှင် thank you ပါ